မြတ်စွာဘုရားကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားဓမ္မတရားတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားသံဃာတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားဩဃာတကာယကံဝစီကံမနောကံတပ္ပဒေါသခတိန်သောအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်ဘုရားယတနာတရားယတနာသံဃာယတနာယတနာမြတ်သုံးပါးတို့ကိုအလေးမြတ်လက်ဆုံမိုး၍ရှိခိုးပူဇော်ဘုမျောမှန်လျှော့ကြော့ပါ၏ရှင်ဘုရားကြော့ရတော့ဆိုလေအကျိုးအကြောင်းပဲလေးပါကသုံးပါရပိရှိပါယန္တုမျိုး၅ပါးဥပ္ပယိတရား၄ပါးညဉ့်ညက်တရား၅ပါးတို့မှာခခသိမ့်ကိလေသာငြိမ့်သည်ဖြစ်၍မတရားဘုဒ္ဓယာနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရပါလို့ရှင်ဘုရားဗုဒ္ဓံပြန်ဆိုလေပြန်လို့လေတာပြန်လို့လေဗုဒ္ဓံရသော်ဘုရားကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားဓမ္မတရားတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားသံဃာတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားအရှင်ဘုရားတပည့်တော်မှယနေ့ပြုလုပ်သောကောင်းမှုကုသိုလ်ကြောင့်သည်ခုနှစ်ရက်သားသမီးများအလုံးကြားစားသမျှအမြယူတော်မူကြပါကုန်တော်သာဓုအလုံးကြားစားသမျှအမြယူတော်မူကြပါကုန်တော်သာဓုအလုံးကြားစားသမျှအမြယူတော်မူကြပါကုန်တော်သာဓုပါဗျာကတော့လိုက်တော့ဘုရားမမေကတော့မလေးအဲ့ဒါလေးယူရှိယူမမေကတော့မမေတတကတော့ပါတယ်မမေတတကာယကံဝစီကံမနောကံပြမမိခဲ့ပါခတတကိုခွင့်လွတ်ပါမမေတတကတော့ပါတယ်၃ခါနောက်တစ်ခါလေတတနောက်တစ်ခါကတော့ပြီး